မင်္ဂလာပါရှင်လူစီပန်းချန်နေကြိုးလိုပါတယ်ကဲခုတော့ဒီစဉ်ပန်ချင်တဲ့လူတွေပန်းခက်တွေမာလို့ရပါပြီရှင်ပန်းခက်တွေမာလို့ရပါပြီကဲနော်ရှေ့ဒါတွေကတော့လုံးဝခြံထွက်တွေပါကဲလှတော်တွေပါရှင်နော်လှတော်တွေပါရှင်ပန်းခက်တွေလိုင်းထွက်ပါပြီရှင်တောက်လျှောက်ရပါပြီနော်တော်ဝင်နံပါတ်4နေရာမှာယူထားတဲ့အလူမင်္ဂလာပွဲအတွက်တွေပန်လို့ရတဲ့ပူတာအိုတစ်စင်ပန်းခက်တွေပါရှင်ကဲဒီမှာတွေနော်ဒါပေမဲ့ဒိတ်လေးတော့ကြိုပြောနော်ရိုစီကိုဒိတ်လေးတော့ကြိုပြောပေးပါဒါကရိုစီဒီဘက်ခြံမှာထားတဲ့ဥစ္စာတွေပေါ့တိုင်မှာတက်တိုင်မှာလည်းအခက်တွေများစွာရှိပါတယ်ဒါလေးတွေကတော့အိုးလေးနဲ့စိုက်ထားတဲ့ဟာပေါ့နော်ဒါလေးတွေကတော့အိုးလေးနဲ့စိုက်ထားတဲ့ဟာတွေပါကဲလူချင်းတဲ့သူတွေမာယူအားပေးလို့ရပါပြီကဲဖျားကတ်ချင်လို့အိုးလိုက်လေးတွေတုံးလိုက်လေးတွေဒီလိုအိုးလိုက်လေးတွေလိုချင်တယ်ရောင်းပေးပါတယ်ရှင်ဒါကတော့အမြင့်ဆွဲပြီးသားတွေပေါ့နော်ဖျားကတ်ချင်တယ်အိုးလိုက်လေးတွေပေးပါဖျားကတ်ပြီးလို့ရှိရင်ဒါလေးကိုပြန်ပြီးမှကိုယ့်အိမ်မှာစိုက်ထားချင်တယ်ဆိုတဲ့လူတွေအတွက်ကတော့ဒါအမြင့်ဆွဲပြီးသားနော်ပြီးခဲ့နှစ်တွေစိုက်ထားတဲ့ဟာတွေပါလူချင်းတယ်ဆိုလို့ရှိရင်အပင်လိုက်တုံးလိုက်နည်းနည်းချင်းမဲ့လို့ချင်တဲ့လူတွေအတွက်ဒါမှမဟုတ်ပန်မဲ့ဆိုတဲ့လူတွေအတွက်ရပါပြီရှင်ကြိုတင်လေးတော့ order လေးပြောပေးပါရိုစီကဒီ18ရက်နောက်ပိုင်းဆိုရှင်တော့တိုင်ခန့်ပန်းတွေကထွက်ပါပြီ16နောက်ပိုင်းအဲ့ဒီရက်တွေဆိုတောက်လျှောက်အပွင့်တွေကတော့လိုင်းရပါပြီရှင်ကျေးဇူးတင်ပါတယ်လူစီရဲ့ခြံကတော့တောင်တကုံ59ရက်ကွက်အုတ်တဖြားလမ်းပါရှင်ရန်ကုန်ကပါရှင်ပန်းတွေကိုမာယူအားပေးမယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်6989016သို့မဟုတ် Facebook Messenger ကနေမာယူအားပေးလို့ရပါတယ် TikTok Messenger မှာတော့ Rosie တို့ကအစာမပြတ်ပါဘူးရှင်ဘာလို့ဆိုအကောင့်တွေကပျောက်သွားတတ်လို့ပါရှင်ကျေးဇူးတင်ပါတယ် channel မှာလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင်ထပ်ပြီးတော့လိပ်စာလေးပြောပေးပါမယ်ခြံကတော့တောင်တကုံ59ရက်ကွက်အုတ်တဖြားလမ်းပါရှင်ကဲတောက်လျှောက်အဖူးတွေကတော့အများကြီးရှိပါသေးတယ်လို့ညီစိတ်ချစွာနဲ့အားပေးလို့ရပါတယ်ဟောကဲဒီမှာကြည့်အောင်အဖူးတွေမှာတက်ဆက်ဒိတ်လေးတော့ကြိုပြောပေးပါရှင်